ကြည့်ငါရဲ့ခံမှန်းတဲ့ပညာဘလောက်တော်လဲလို့မိလိန်နာကပြောလိုက်သေးတာသို့တော်လဲနာဂသေနလို့ဆိုတာမြင်လိုက်တာလေသူကကြောထဲမှာချမ်းသွားတယ်ကြောစိမ့်သွားတယ်အဲ့ဒီကြောစိမ့်သွားတာငါမှထူးဆန်းတယ်ပေါ့ဒီကိုယ်တော့အတန်ကြားလိုက်တော့ကလည်းကြောချမ်းသွားတယ်အခုလည်းသူ့ကိုမြင်လိုက်ရတဲ့အခါမှာကြောချမ်းသွားတယ်လို့ပြောပြီးရှင်နာဂသေနတို့ထိုင်တဲ့စီအနီးကပ်ဘုရင်မင်းကြီးနဲ့အဖွဲ့ဟာဝင်ရောက်ပြီးတော့သွားကြတယ်အဲ့ဒါလို့ဝင်ရောက်သွားပြီးတော့လောကထုံတန်းစင်လာရနှုတ်ဆက်စကားပြောတယ်သို့တော့ရှင်နာဂသေနနဲ့ယဟန္တာတွေကိုယဟန်တော်တွေကိုမိလိန်နာဘုရင်ကြီးက respect ပေးတာမရှိဘူးနော်ဒီရှိခိုးတယ်ဝါချတယ်အယုသိပေးတယ်ဘောင်းတောင်းလုပ်တယ်မရှိဘူးဘောင်းတောင်းမလုပ်ဘူးသူ့ရဲ့ခါတိုင်းလို့ဒီအနေထိုင်ပဲသွားပြီးတော့ယဉ်ကျေးဖွယ်ရာဆိုမေးမှာပေါ့ကိုရောတို့နေကောင်းကြရလားခရီးလမ်းမပင်ပန်းနဲ့ဒီကိုရောက်လာကြရလားဆိုတဲ့မေးခွန်းတွေကိုမေးတဲ့အခါမှာရှင်နာဂသေနတို့ယဟန်တော်တွေကလည်းပဲထို့တူပဲအပြန်အလှန်နှုတ်ဆက်စကားပြောကြတယ်နော်မိတ်ဆက်လို့ရှိရင်ပြောကြတယ်မဟုတ်လားလူတွေအားတုံးနဲ့တူမိတ်ဆက်ပြီးရင် how do you do လောက်ကြတယ်လေအဲ့ဒါလိုပဲ how are you တို့ဘာလို့လောက်ကြမှာပေါ့အချင်းချင်းနှုတ်ဆက်စကားတွေပြောကြအဲ့ဒါလိုပြောပြီးတဲ့အခါမှာရှင်နာဂသေနရဲ့ပြောဆိုပုံအတန်ဓာတ်ကိုကြားလဲရတာနဲ့မိလိန်နာမင်းကြီးရဲ့စိတ်ထဲမှာအားရသွားတယ်သူ့ရဲ့တုံးပေါ့တန်ဓာတ်ဟာဘယင်မို့ကြောက်ရွံ့တဲ့အနေအထားမျိုးတစ်ခုမှမရှိဘူးသူ့ရဲ့ပုံမှန်အတန်နဲ့ပြန်လာနှုတ်ဆက်တာကိုကြည့်လိုက်တာနဲ့ပဲဒီပုဂ္ဂိုလ်ရဲ့ရဲရင်တတ္တိရှိမှုအတိမတ်ပြုလိုက်တယ်ပေါ့နော်။များသောအားဖြင့်လူတွေဟာစိတ်လှုပ်ရှားနေလို့ရှိရင်အတန်ကပြောင်းသွားတတ်တယ်ပေါ့။တုံတဲ့အတန်လည်းရှိတတ်တယ်ကြောက်တတ်တဲ့လူဆိုရင်တုံဆက်ဆက်ဖြစ်နေတယ်။သို့မဟုတ်စိတ်လှုပ်ရှားရင်လည်းလူတွေဟာအကယ်ဒမီပေးပွဲတွေကြီးပါလားနော်။စိတ်လှုပ်ရှားတဲ့လူတွေကစကားပြောလို့မထွက်ဘူး။အဲ့ဒါမျိုးလို့ပေါ့စိတ်လှုပ်ရှားတယ်ဆိုလို့ရှိရင်လူရဲ့ရုပ်ပုံတဏ္ဍာန်စပြီးတော့လှုပ်ရှားမှုတွေဖြစ်ပေါ်လာစိတ်ကလည်းရုပ်ကိုထုတ်လုပ်တဲ့သဘောပဲစိတ်ကတည်ငြိမ်နေပြီဆိုရင်သူပြောတဲ့စကားသံကလည်းတည်ငြိမ်နေဆိုတာသိတာတယ်အဲ့ဒါလို့နှုတ်ဆက်စကားပြောပြီးတဲ့အခါမှာမိလိန်နာမင်းကြီးကစပြီးတော့မေကုံမေးတာတော့ရိုးရိုးလေးမေးတာပါရိုးရိုးလေးမေးလိုက်တာသူကအထအမတန်ကောက်တတ်တယ်စန့်ကျင်မဲ့စကားပြောတဲ့နေရာမှာတော့ဘိုးပဲသူဟာနော်အဲ့တော့သူကစပြီးတော့မေးတယ်ကထံဗတ္ထံတော်ညာယတိရှင်နာဂသေနကိုဥတီပြီးတော့ကိုရောကိုဘယ်လိုသိရမလဲကိုရောကိုဘယ်လိုသိရမလဲကိဏ္ဏမောတိဗန္တိအရှင်ဘုရားနာမည်ဘယ်လိုခေါ်သလဲရိုးရိုးနှုတ်ဆက်စကားပြောပြီးတဲ့အခါမှာကိုရောကိုဘယ်လိုသိရမလဲကိုရောနာမည်ဘယ်လိုခေါ်သလဲဒီမေးခွန်းကစမေးတယ်ခဏခေတ်မှာတော့လူတယောက်ကိုနာမည်မေးခြင်းတယ်ဆိုလို့ရှိရင်ယဉ်ကျေးမှုအနေနဲ့ကိုယ့်နာမည်ကိုအရင်ပြောပြီးမှမေးလို့ရှိကြတာပေါ့နော် What is your name လို့အရင်မပြောဘူးကိုယ့်ကို introduce လုပ်ပြီးတော့မှနော်သူ့နာမည်ဘယ်သူပါလို့ပြောပြီးတော့ခင်ဗျားနာမည်လေးသိပြရစီလားနာမည်ဘယ်လိုခေါ်ပါလဲလို့ဒါတော့ရှင်ကျေးမှုအရာအခုမိလိန်နာမင်းကြီးကမေးလိုက်တယ်ကထံဗတ္ထံတော်ညာယတိအရှင်ဘုရားကိုဘယ်လိုသိရကိဏ္ဏမောတိဗန္တိအရှင်ဘုရားနာမည်ဘယ်လိုခေါ်ပါသလဲ
မေးလိုက်တော့ရှင်နာဂသေနဖြေတယ်နာဂသေနောတိခောအဟံမာရာဇညာယာမိသူကနာဂသေလလို့သိကြပါတယ်တဲ့နာဂသေနလို့သိကြပါတယ်နာဂသေနောတိခောမံသဗ္ဗမစာရိသမုဒ္ဒစရဏိတရင်သုံးမော်ရီအတုနေတန်ဃာတွေကသူ့ကိုနာဂသေနလို့ပဲခေါ်ကြပါတယ်တဲ့ပြောဆိုနှုတ်ဆက်ကြပါတယ်ဆိုပြီးတော့ရှင်နာဂသေနရိုးရိုးမပြောလိုက်ဘူးဒါလောက်လေးတင်ဖြေလိုက်ရင်ပြဿနာတက်ချင်မှတက်မှာသူကလည်းဘယင်ကြီးကိုနည်းနည်းကွန့်လိုက်တာဘာပြောလိုက်တော့ဆိုအပိသမတာပိတရောနာမံကရွန်တိနာဂသေနောတိဝါသူရသေနောတိဝါဝီရသေနောတိဝါဘိမတိဟသေနောတိဝါဒါပေမဲ့လို့တဲ့မိဘနှစ်ပါးပေးတဲ့နာမည်ကတဲ့သူ့ကိုနာဂသေနလို့လည်းပေးထားတယ်သူရသေနလို့လည်းပေးတယ်ဝီရသေနလို့လည်းပေးတယ်တိဟသေနလို့လည်းပေးတယ်သူ့မိဘကသူ့နာမည်တွေအများကြီးပေးတာနာဂသေနဆိုတာနာဂဆိုတဲ့စကားလုံးကဆင်ကိုလည်းခေါ်တယ်နဂါးကိုလည်းခေါ်တယ်အဲ့တော့ဆင်တို့နဂါးတို့ဆိုတာစွမ်းတတ္တိရှိတဲ့အရာတွေသေနဆိုတာစစ်တတ်ရှိတယ်ပေါ့နော်အဲ့ဒီအဓိပ္ပာယ်နဲ့သူရသေနဆိုရင်ရဲရင်သောစစ်တတ်ရှိသူဝီရသေနဆိုတာလေကြိုးစားအထုတ်တဲ့လုံလဝိရိယကောင်းတဲ့စစ်တတ်ရှိသူတိဟသေနဆိုတာခြင်တဲ့ကဲ့သို့ရဲရင်သောစစ်တတ်ရှိသူဆိုအဲ့ဒီသေနဆိုတဲ့စကားလုံးနဲ့သူကသူ့ရဲ့အမည်နာမတွေကိုမိဘတွေကမှတ်ခေါ်ထားပါတယ်အပိစံခောမဟာရာဇသင်္ခာသမင်ညာပညတ္တိဝဟရမတ္တံနာမမတ္တံဝဟရောနာမမတ္တံယတိဌာနာဂတေဒါပေမဲ့လို့မင်းကြီးတဲ့နာဂသေနဆိုတာခေါ်စရာအမည်ပညာတစ်ခုမျှသာဖြစ်ပါတယ်နာဂသေနဆိုတာခေါ်ဖို့ထားတဲ့အမည်ပညာမျှသာနော်နာဟိထပုဂ္ဂလောဥပလပ္ပတိဒီစကားလေးကိုသူထည့်လိုက်တယ်ဒါပေမဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့မရနိုင်ပါဘူးနာဂသေနဆိုတာခေါ်ဖို့အတွက်တတ်ထားတာပါတဲ့နာဂသေနဆိုတဲ့ပုဂ္ဂိုလ်အနေနဲ့ကတော့မရှိပါဘူးလို့ပြောလိုက်တယ်ဒါအပ္ပတန်လေးနဲ့တဲ့အဘိဓမ္မာစကားလုံးတစ်ခုပရမတ္ထရှုထောင့်ကနေပြောလိုက်တဲ့စကားဘုရင်ကြီးကိုစိန်ခေါ်လိုက်တယ်လို့ဖြစ်သွားဒီစကားတမင်လည်းပဲနာဂသေနမိလိန်နာမင်းကြီးရဲ့မေးခြင်းစိတ်အပြစ်တင်ခြင်းတဲ့စိတ်တွေကိုနှိုးဆွပေးတဲ့သဘောလို့လည်းယူဆလို့ရတယ်ပေါ့နော်သူထည့်လိုက်တဲ့စကားလုံးလေးတစ်ခုอ่ะအေးနာဂသေနဆိုတာနာမည်လေးပါခေါ်စရာအတွက်ထားတာပါတကယ်တော့ပုဂ္ဂိုလ်ဆိုတာပရမတ္ထအားဖြင့်မရနိုင်ပါဘူးပုဂ္ဂိုလ်အားဖြင့်ပုဂ္ဂိုလ်အနေနဲ့ပရမတ္ထမှာမရှိပါဘူးအဲ့ဒီစကားပြောလိုက်တဲ့အခါကျဘုရင်ကြီးကသူ့နောက်ကလိုက်လာတဲ့လူတွေလက်ပင်လေးဆန့်ခါလေးထပ်ပြီးတော့ပြောလိုက်ပြီးသူကအိုက်ချသူနန္တုမေဘွန်တော်ပင်စသတာယောနကတိုင်းကလာတဲ့အမတ်တွေယောနကအမတ်တွေခုခေတ်ဆိုရင်တူရကီအမတ်တွေပေါ့နော်တူရကီတိုင်းသားအမတ်တွေ900ပါတယ်အဲ့မှာရှင်နာဂသေနနဲ့အတူတကွပါတဲ့ယဟန်က8000ကြားကြတယ်နော်အားလုံးယောနကအမတ်တွေနော်ယဟန်တော်8000လဲအားလုံးကြားတယ်နော်ဒေချာနာထောင်ကြအယံနာဂသေနောဧဝမဟာဟောဒီနာဂသေနဆိုတဲ့ကိုတော်ကနာဟိထပုဂ္ဂလောဥပလပ္ပတိဒီနေရာမှာနာဂသေနဆိုတဲ့နေရာမှာပုဂ္ဂိုလ်အနေနဲ့ရှာဖွေလို့ရမှာမဟုတ်ဘူးပုဂ္ဂိုလ်အနေနဲ့မရှိပါဘူးလို့သူပြောနေတယ်ကံလန်နုခောတရဘိနန္တိတောအဲ့ဒါကိုလက်ခံနိုင်ပါမလားသူပုဂ္ဂိုလ်မရှိဘူးလို့သူကပြောနေတယ်တဲ့သူစကားကိုကျင့်တ်စွာလက်ခံနိုင်ကြရဲ့လားဘုရင်သားကိုတောင်းဆိုလိုက်တာဘုရင်ကြီးကလက်ခံနိုင်ကြပါမလားတဲ့
ဆိုပြီးတော့ရှင်နာဂသေနာကိုသူကမိဂုံးနေထုတ်တော့တာသစေပန္တိနာဂသေနာပုဂ္ဂလောနုပလဝတိအရှင်နေနာဂသေနာပုဂ္ဂိုလ်ဆိုတာရှာလို့မရဘူးမသိနိုင်ဘူး personality person ဆိုတာမရှိဘူးမသိဘူးလို့မရနိုင်ဘူးလို့ရှင်ဘုရားပြောတယ်အဲ့ဒီလို့ဆိုရင်နဲ့ကောစရဟိတုမကံစီဝရပိဏပတ္တသေနသနာခိလနာပစ္စယဝိသေသန္တိအဲ့ဒါဆိုပစ္စည်း၄ပါးကိုဘယ်သူကလှူတာလဲပုဂ္ဂိုလ်မရှိဘူးလူမရှိဘူးတရားဝါဆိုတာမရှိဘူးဆိုရင်ကိုတော့ကိုပစ္စည်း၄ပါးလှူတာဘယ်သူလှူတာတော့ဘယ်သူကလှူတာတော့ကောတံပရိပုံစတိအဲ့ဒီပစ္စည်း၄ပါးကိုသုံးဆွဲတာရောဘယ်သူသုံးဆွဲတော့ဟောသီလစောင့်တယ်ဆိုတာရောဘယ်သူသီလစောင့်တာတော့ကောဘာဝနာအနုယုစတိဘာဝနာတရားအထုတ်တာရောဘယ်သူလဲလောကကြီးမှာပြောကြတယ်လေဟောဒီသင်္ကန်းကိုဘယ်တကားကလှူတယ်ဘယ်တကားကမှလှူတယ်နော်အဲ့ဒီတကားလှူတဲ့သင်္ကန်းကိုဘုန်းကြီးကဝတ်တယ်သုံးဆောင်တယ်ဒါဖြင့်ပုဂ္ဂိုလ်မရှိဘူးဆိုရင်ဘယ်သူကလှူလို့ဘယ်သူကသုံးမှာတော့မိလိမ့်နာမင်းကဟိုသူ့ရဲ့ပြစ်တင်လို့တဲ့မေခွန်းနေနဲ့သူကမေးလာတာနော်အဲ့ဒါနေမကဘူးမဖို့နိဗ္ဗာန်ကိုရတယ်လို့ဆိုဘယ်သူရမှာတော့တဲ့လူတွေဟာမဲ့ရတယ်လို့ပြောကြတယ်ဖိုရတယ်လို့လည်းပြောကြတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့လည်းအစင်မြင့်နေမှာပြောကြတယ်ဒါဖြင့်ဘယ်သူလဲနိဗ္ဗာန်ကိုမျက်မှောက်ပြုတာဘယ်သူဖြစ်မလဲဒါတွေမကဘူးလူသားမှုကျူးလွန်နေတရားဝါတွေကိုတတ်တယ်ဆိုရင်ကောပါဏဟဏတိဘယ်သူတတ်တာလဲတတ်တဲ့လူဘယ်လိုလုပ်လဲပုဂ္ဂိုလ်မရှိဘူးဆိုဘယ်သူတတ်တာလဲနော်ကောအာဒိနာအာဓိယတိသူများဥစ္စာခိုးသွားတယ်ခိုးခံလိုက်ရဘယ်သူခိုးတာခိုးသူမရှိဘူးဆိုရင်ဘယ်သူခိုးတယ်လို့ပြောတယ်ကောကာမေတုမိစ္ဆာစာရစရတိကာမကိစ္စမှာမမယွင်ပြုခြင်းတယ်ဆိုတာဘယ်သူပြုခြင်းမှာကောမုတ္တပနတိမှားယွင်သောစကားကိုပြောတယ်ဆိုတာဘယ်သူပြောမှာတော့ပုဂ္ဂိုလ်မရှိဘူးဆိုရင်ဘယ်သူတွေပြောမှာကောမစ္ဆံပိဝတိအရက်တောက်တာဘယ်သူတော့ပုဂ္ဂိုလ်မရှိဘူးဆိုအရက်တောက်တယ်လို့ပြောကြတယ်ဘယ်သူတောက်တာတော့ဘယ်သူကတောက်ပါတော့ဟောဒီမေခွန်းနေနဲ့သူကတက်လာပြီးတော့နော်ကောပင်စန္ဒရိယကမ္မံဒီကရောတိအမေတ္တအဖေတတ်တယ်ယဟန္တာကိုတတ်တယ်တန်ဃာတွေသင်္ကွဲအောင်လုပ်တယ်မြတ်စွာဘုရားဓာယာရပြီးသွေးစိမ့်တီအောင်လုပ်တယ်ဆိုဘယ်သူလုပ်မှာလဲပုဂ္ဂိုလ်မရှိဘူးဆိုရင်ဒီပြစ်မှုတွေကိုဘယ်သူကျူးလွန်မှာအဲ့ဒီလိုတွေမကဘူးအဲ့ဒီလိုပုဂ္ဂိုလ်မရှိဘူးဆိုရင်တတ္တမနတ္ထိကုသလံနတ္ထိအကုသလံကုသိုလ်ဆိုတာလည်းမရှိဘူးအကုသိုလ်ဆိုတာလည်းမရှိဘူးနတ္ထိကုသလသုက္ကတဒုက္ကတာနံကုသလာကုသလနံသုက္ကတဒုက္ကတာနံကမ္မနံဖလံဝိပါကောကုသိုလ်အကုသိုလ်တို့ရဲ့အကျိုးဆိုတာမရှိဘူးတော့နတ္ထိကုသလကုသလနံကမ္မနံကတ္တဝါကာရိတဝါကုသိုလ်အကုသိုလ်လုပ်တယ်ဆိုတဲ့လူလည်းမရှိဘူးလုပ်ခိုင်းတယ်ဆိုတဲ့လူလည်းမရှိတော့ဘူးတဲ့နတ္ထိကုသလကုသလနံကမ္မနံဖလံဝိပါကောကုသိုလ်အကုသိုလ်တို့ရဲ့အကျိုးဆိုတာလည်းမရှိဘူးတဲ့သစေဗန္တိယောတုံမေမာရေတိနတ္ထိတတ္တပိပါဏာတိပါတော်အဲ့ဒါလို့ဆိုရင်အရှင်ဘုရားကိုတယောက်ယောက်ကလာတတ်ရင်ပါဏာတိပါဒကမထိုက်ဘူးချီနှောင်းနေတာသူကနော်ချီတုတ်တာပုဂ္ဂိုလ်မရှိဘူးဆိုရင်နာဂသိဏဆိုတာပုဂ္ဂိုလ်မရှိဘူးဆိုရင်အရှင်ဘုရားကိုတယောက်ယောက်ကလာတတ်ရင်နော်အဲ့ဒီပုဂ္ဂိုလ်မှလည်းပါဏာတိပါဒကံဆိုမှဖြစ်ဘူးဒုမကံပိဗန္တိနတ္ထိအာစရိယောဒါလည်းမကဘူးကိုရောမှဆရာဆိုတာလည်းမရှိနိုင်ဘူးဥပိ္ပဇေဆရာဆိုတာလည်းမရှိနိုင်ဘူးကိုရောယဟန်ဆိုတာလည်းမဖြစ်နိုင်ပုဂ္ဂိုလ်မရှိဘဲနဲ့ဘယ်လိုလုပ်ပြီးတော့ကိုရောယဟန်လို့ခေါ်ရမှာလဲပြီးတော့ကိုရောပြောလိုက်တယ်တရင်သုံးဘော်တွေကမင်းကြီးငါ့ကိုနာဂသေနလို့ခေါ်ကြတယ်လို့ရှင်ဘုရားပြောတယ်နော်
အဲ့ဒီလိုခေါ်တဲ့နေရာမှာဘသူလဲနာဂသေနာဘသူကိုခေါ်မှာလဲဆိုပြီးတော့ဘုရင်ကြီးကပြောပြန်ကိုရောခေါင်းပေါ်ပေါက်တဲ့သဘင်ကနာဂသေနာလားတဲ့မိခွန်းနေထုတ်တယ်နေပါအောင်ကိုရောကိုနာဂသေနာလို့ခေါ်တယ်ဆိုရင်ကိုရောခေါင်းပေါ်ပေါက်နေတဲ့သဘင်ကနာဂသေနာလားဆိုမဟုတ်ပါဘူးတဲ့မဟုတ်ပါဘူးလို့ရှင်နာဂသေနာဖြစ်တယ်အဲ့တော့မွေးညင်းဟာရောနာဂသေနာလားမဟုတ်ပါဘူးခြေသက်လက်သေးတွေကမှနာဂသေနာခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေအကုန်မေးတာနော်ခေါင်းကနာဂသေနာလားလက်တွေခြေတွေကနာဂသေနာလားဝမ်းပိုက်ကနာဂသေနာလားဘယ်ဟာနာဂသေနာလဲ32ခောတသလူခန္ဓာကိုယ်မှာရှိတဲ့ organ တွေနဲ့အကုန်မေးတော့ဟိုကလည်းမဟုတ်ပါဘူးကြီးပဲဖြေတယ်ရှင်နာဂသေဆိုပြီးနာယိမာရာဇမတ္ထကေမတ္တကုံလုံးကနာဂသေနောခေါင်းပေါ်မှာရှိတဲ့အုံနောက်ဆိုတာလဲနာဂသေနာမဟုတ်ပါဘူးဆိုတော့ဒါရီယာနာဂသေနာမဟုတ်ဘူးဆိုရင်ခန္ဓာ၅ပါးနဲ့သူကမေးပြန်တယ်ဒီလိုဆိုရင်ရုပ်ခန္ဓာကနာဂသေနာလားမဟုတ်ပါဘူးဝေဒနာကနာဂသေနာလားမဟုတ်ပါဘူးတင်ညာကနာဂသေနာလားမဟုတ်ဘူးသင်္ခါရတွေကနာဂသေနာလားမဟုတ်ပါဘူးဝိညာဉ်ဆိုတဲ့စိတ်ကဝိညာဉ်နဲ့ခန္ဓာကနာဂသေနာလားဆိုမဟုတ်ပါဘူးအဲ့ဒါဆိုရင်ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဒီ၅ခုပေါင်းထားတဲ့ခန္ဓာအစုကနာဂသေနာလားဆိုအဲ့ဒါလည်းမဟုတ်ဘူးဒါဖြင့်နာဂသေနာဆိုတာခန္ဓာ၅ပါးမပါတဲ့အခြားဟာလားလို့ဆိုအခြားဟာလည်းမဟုတ်ပါဘူးဖြေလိုက်တာအကုန်လုံးနော်ဆိုပြီးတော့အရှင်ဘုရားကိုတပည့်တော်မေးလိုက်တာတဲ့ဘယ်ဟာနာဂသေနာတော့ဆိုအရှင်ဘုရားတကူလုံးရစရာမရှိအောင်အကုန်မေးတယ်နော်ဆာမင်းမွေးညင်းကနေစပြီးတော့မေးလိုက်တာမေးလိုက်တိုင်းဟာဘယ်ဟာမှနာဂသေနာဆိုတာသူရှာလို့မတွေ့ပါဘူးတဲ့နာဂသေနာဆိုတာမဟုတ်ဘူးကြီးပဲအဖြေရနေတယ်နော်အဲ့တော့နာဂသေနတတ္တောနုခောဗန္တိနာဂသေနောဒါဖြင့်နာဂသေနဆိုတဲ့စကားလုံးလေးကနာဂသေနလားလို့ဆိုမဟုတ်ပါဘူးတဲ့ဒီလိုဆိုရင်ကောပနိဋ္ဌနာဂသေနောဒီလိုဆိုရင်ရှင်ဘုရားနဲ့ပတ်သက်ပြီးနာဂသေနဆိုတာဘာတူလဲအလိကံတွန်ဗန္တိပဘာတတိမုတဝါဒနတ္ထိနာဂသေနအရှင်ဘုရားခုနကပြောတယ်ငါ့ကိုနာဂသေနလို့ခေါ်တယ်လို့ပြောတာဟာအရှင်ဘုရားလိန်ပြောတာပဲအခုမေးကြည့်လိုက်တော့နာဂသေနရှာလို့မတွေ့တော့ဘူးတကယ်လို့စစ်မေးလိုက်တဲ့အခါနာဂသေနဆိုတာမရှိဘူးဖြစ်နေတယ်အရှင်ဘုရားအဲ့ဒါဆိုလိန်တာပဲဆွဲချက်တင်တာနော်နာဂသေနဆိုတာအရှင်ဘုရားလိန်ပြောတာပဲလို့သူ့စကားနဲ့ပြန်ခိုင်းတော့အဲ့ဒီတော့ရှင်နာဂသေနမိလိန်နာမင်းကြီးကိုပြန်မေးတယ်ရှင်မင်းကြီးတဲ့ရှင်မင်းကြီးဟာဘယင်ဆိုတော့ချမ်းချမ်းသာသာနေလာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့ဘယင်ဆိုတာမျိုးဟာစိန်ကြကြနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုဘယင်ဆိုတော့အခုလိုရာသီဥတုတွေပူပြီးတော့ကြမ်းတမ်းတဲ့မြေပေါ်မှာခြေလမ်းလျှောက်ဖို့ဆိုမှဖြစ်နိုင်ဒါကြောင့်ရှင်မင်းကြီးဒီလာတဲ့အခါမှာလမ်းလျှောက်လာတာလားသို့မဟုတ်ရင်စည်းပြီးတော့လာတာလားဒီမိကုံးမေးလိုက်တော့မိလိန်နာမင်းကြီးအာတပည့်တော်လမ်းလျှောက်လာတာမဟုတ်ဘူးတဲ့ယထာနဲ့လာတာတဲ့နော်လမ်းလျှောက်ပြီးတော့မလာဘူးတဲ့ယထာနဲ့လာတာအဲ့တော့အရှင်မင်းကြီးယထာနဲ့လာတယ်ဆိုလို့ရှိရင်ဘယ်ဟာယထာလဲဆိုတာပြောပြစမ်းပါဘယ်ဟာကိုယထာလို့ခေါ်တယ်လဲတဲ့ကိဏုခောမဟာရသဤတာရထောမြင်းလဲကြီးကိုလှမ်းကြည့်လိုက်မြင်းကားတဲ့တဘိုးနဲ့မြင်းကားတဲ့နေရာနဲ့တွဲထားတဲ့မြင်းရဲ့ဟိုဘက်ဒီဘက်မှာနော်မြင်းနဲ့ဆက်သွယ်ထားတဲ့ဒီယထာတန်လို့ခေါ်တယ်အဲ့ဒီအသားချောင်းကြီးနှစ်ချောင်းမြင်းကအဲ့ဒီအလဲကောင်မှာဝင်ပြီးတော့သူ့ကိုခြေပြီးတော့သွားတာပေါ့နော်အဲ့ဒီယထာတန်ကြီးထုတ်ချောင်းကြီးနှစ်ချောင်းဟာယထာလားတဲ့
ယထာကိုရှားစမ်းပြောပြစမ်းပါတဲ့အဲ့ဒီဣတာဆိုတဲ့ဒုတ်ချောင်းကြီးနှစ်ချောင်းသားတန်ကြီးနှစ်ခုကယထာလားလို့ဆိုမဟုတ်ဘူးအဲ့ဒါဆိုရင်ဝင်ရိုးကယထာလားဆိုဝင်ရိုးလည်းယထာမဟုတ်ဘူးဘိန်းတွေကယထာလားဆိုဘိန်းကလည်းယထာမဟုတ်ဘူးဒါဖြင့်ယထာအိမ်ကြီးကယထာလားလို့ဆိုမဟုတ်ဘူးဒါဖြင့်ယထာမှာတတ်ဆင်ထားတဲ့ဒီတခြားအင်္ဂါရက်တွေကယထာလားလို့မဟုတ်ဘူးထံပိုးကယထာလားမြင်းနဲ့တွဲထားတဲ့ယထာလားကျိုးကယထာလားမြင်းလဲမောင်းတဲ့မြင်းဒီနှင်တန်းတပြားကြာဘုတ်ကယထာလားလို့ဆိုမဟုတ်ဘူးတဲ့ဒါဆိုလို့ရှိရင်အဲ့ဒါတွေအကုန်ပေါင်းထားတာကယထာလားလို့ဆိုအဲ့ဒါလည်းမဟုတ်ဘူးနော်မဟုတ်ဘူးတွေနဲ့ပဲအကုန်ဖြေရတာတခုမှသူကအဖြေထွက်မလာဘူးပေါ့နော်အဲ့တော့အဖြေထွက်မလာတော့ပြောတယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဓာရီဖယ်ထားပြီးယထာဆိုတာတခြားလားလို့ဆိုတခြားလည်းမဟုတ်ဘူးတဲ့ရှင်မင်းကြီးနော်တဲ့ဘုန်းကြီးကမေးတယ်တဲ့ယထာအကြောင်းကိုတစ်ခုချင်းမေးတာယထာလည်းမတွေ့ရပါလားအဲ့ဒါဆိုရင်ယထာဆိုတဲ့စကားလုံးကယထာလားလို့ဆိုအဲ့ဒါလည်းမဟုတ်ဘူးတဲ့အေးအဲ့ဒါဆိုလို့ရှိရင်ရှင်မင်းကြီးကပြောတယ်ရှင်မင်းကြီးကယထာနဲ့လာတယ်လို့ပြောတယ်တက်လိန်ပြောတာပဲခုနတုန်းကယထာစီလာခဲ့တယ်လို့ပြောတာရှင်မင်းကြီးလိန်ပြောတာပဲတင်မင်းကြီးကိုအလုံးကသိနေတာသဗ္ဗုရိတ်တစ်ချွန်းလုံးမှာအတော်ဆုံးဘုရင်ကြီးလို့သိတာအခုမှလူလိန်ကြီးမှန်းသိရတယ်ပေါ့အခုမှတင်မင်းကြီးကလူလိန်ကြီးဖြစ်နေပါလားနဲ့ဆိုပြီးတော့ရှင်နာဂသေနာကလည်းခေါင်းလေးမော့ပြီးတော့အားလုံးကြားကြတယ်နော်ကြားကြတယ်နော်သူနန္တုမေဘွန်တော်ပင်စသတာယောနကသားတွေအားလုံးကြားတယ်နော်ယဟန်8000လဲအားလုံးကြားကြတယ်နော်အခုပဲမိလိန်နာမင်းကြီးကပြောတယ်သူဒီကိုယထာနဲ့လာပါတယ်လို့ပြောတယ်အကယ်၍ယထာနဲ့လာတာဆိုရင်ယထာကိုပြောပြပါလို့မေးတဲ့အခါမှာယထာကို तू မပြောနိုင်ဘူးဘယ်ဟာယထာတုံးဆိုတာ तू မပြောနိုင်ဘူးအဲ့တော့သူ့စကားဟာလက်ခံနိုင်တော့တဲ့စကားဟုတ်ပါမလားဆိုတော့ခါရယောနကအမတ်တွေကသဘောကျလို့ခုခေတ်ဆိုလက်ခုပ်တီးကြမှာပေါ့နော်ဒါပေမဲ့အဲ့ဒီမှာလက်ခုပ်တီးတယ်လို့မပါဘူးတာရုခေါ်ကြတယ်လို့တာရုတန်ဟာဟိမ့်တက်သွားဒီဘယင်ကြီးအကြက်ရိုက်သွားပြီပေါ့ဘယင်ကြီးကိုပြန်ဆွဲချက်တင်လိုက်တယ်ယထာနဲ့လာတယ်ပြောတယ်ဆိုတာတက်လိန်တာပဲအခုဘယ်ဘရုံယထာလို့မေးတော့လဲယထာရှာမတွေ့ဘူးပေါ့အဲ့တက်လိန်ပြောတာလို့အားလုံးကြားကြတယ်နော်သူစကားကိုလက်ခံနိုင်ပါမလားလို့ဆိုအဲ့ဒီသူ့နောက်ကပါလာတဲ့ယောနကအမတ်တွေဟာကောင်းကြီးပေးကြဝိုင်းပြီးတော့ကောင်းကြီးပေးကြကောင်းကြီးပေးပြီးတော့ဘုရင်ကြီးကိုငကိုယ်တော့ကစွာနှုံးတို့သူတို့ကအမြင်ကတ်တော့ခုချိန်မှာအခွင့်အရေးရတဲ့အခါကျတော့ဣရာဏီသက်ကွန်တော်ဘာတတုရှင်မင်းကြီးပြောအောင်လေဒီရှင်နာဂသေနာလည်းပြောမယ်ဆိုပြောအောင်လေဆိုပြီးတော့ဘုရင်ကြီးကိုဝိုင်းပြီးတော့တောင်းဆိုကြတယ်တောင်းဆိုတဲ့အခါကျမှလေပြေလေးထိုးပြီးတော့မိလိန်နာမင်းကဘာပြောတော့နာဟံဗန္တိနာဂသေနာမုသဗနာမိရှင်နာဂသေနာအကျွန်ုပ်ဟာလိန်ပြောတာမဟုတ်ပါဘူးတဲ့ယထာဆိုတာယထာပံရဲ့ဝင်းရိုးရဲ့ဘီးရဲ့ယထာအိမ်ရဲ့အဲ့ဒီထဲမှာပါတဲ့အရာတွေအားလုံးကိုပေါင်းစပ်ပြီးတဲ့အခါမှာယထာဆိုတဲ့အခေါ်အဝေါ်ဟာဖြစ်လာတာခေါ်เสียအမည်မျှတာဖြစ်ပါတယ်ဆိုဟောရှင်နာဂတိဖြေတဲ့အဖြေမျိုးသူပြန်ဖြေရတော့နော်အဲ့တော့ယထာဆိုတဲ့စကားလုံးလေးဟာအမည်နာမမျှတာဖြစ်ပါတယ်တဲ့ဒါတွေပေါင်းစပ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာလူတွေကခေါ်เสียလေးတစ်ခုလှုပ်ထားတဲ့ဟာသာဖြစ်ပါတယ်တကယ်လိုက်ရှာကြည့်လိုက်ရင်ယထာဆိုတာရှာလို့မတွေ့ပါဘူးဒါအစစ်မြင့်တဲ့တရားတွေပဲနော်အစစ်မြင့်တဲ့တရားအဲ့ဒီမှာရှင်နာဂသေနာပြောပြတယ်တာရုခောတုမဟာရာဇရထံသနာရှင်မင်းကြီးကအခုယထာကိုမှန်မှန်ကန်ကန်သိသွားပြီ
ယထာဆိုတာအမိပညာမြတာဖြစ်တယ်ခေါ်စရာအတွက်သာဖြစ်တယ်ဆိုတာအရှင်မင်းကြီးသိသွားပြီအဲ့ဒီတိုင်းပဲနော်အဲ့ဒီတိုင်းပဲဘုန်းကြီးကိုလည်းသဘင်ကိုအစွဲပြုနော်ရုပ်ဝေဒနာသင်ညာသင်္ခါရတွေကိုဆွဲပြုခန္ဓာကိုယ်အစိတ်ပိုင်းတွေအလုံးကိုဆွဲပြုပြီးတော့နာဂသေနာလို့ခေါ်စရာလေးတစ်ခုသာဖြစ်ပါတယ်နော်အမိပညာမြတာဖြစ်တယ်ပရမတ္ထတော်ပဏိဋ္ဌပုဂ္ဂလောနာလပတိအစစ်အမှန်အားဖြင့်ဒီပုဂ္ဂိုလ်ဆိုတာရှာတွေ့မှာမဟုတ်ပါဘူးအဲ့ဒီစကားနဲ့ပြန်ချုပ်လိုက်တယ်နော်ဒါသေးသေးချာချာစဉ်းစားကြည့်သေးသေးချာချာစဉ်းစားကြည့်သမုဒိသစ္စာနဲ့ပရမတ္ထသစ္စာပိုင်းဒီလိုအဆိုမျိုးရှိတယ်သမုဒိသစ္စာဆိုတာအမည်နာမတစ်ခုကိုစွဲပြီးတော့လူတွေခေါ်တဲ့အတိုင်းမှတ်ကြရတယ်အကုန်ခေါ်စရာကြည့်ပြီးတော့လူတွေကခေါ်စရာအနေနဲ့အမည်နာမအနေနဲ့ဒါပြည့်ညတ်ထားတာဖြစ်ပါတယ်လို့ဆိုတာကိုရှင်နာဂသေနာသူကိုယ်သူနာဂသေနာလို့ပြောတာဟာသမုဒိသစ္စာပိုင်းကပြောတာနာဟိထပုဂ္ဂလောဥပလပ္ပတိဒီနေရာမှာပုဂ္ဂိုလ်ဆိုတာမရနိုင်ဘူးဆိုတာပရမတ္ထရှုထောင့်ကပြောတာဒီနှစ်ခုကိုနားမလည်လို့မိလိန်နာမင်းကြီးကနောက်ကောက်ကြသွားနော်မိလိန်နာမင်းကြီးသူကပရမတ္ထရှုထောင့်ကိုနားမလည်လို့သမုဒိရှုထောင့်ကိုသွားပြီးတော့စောရကဝင်တဲ့အခါသူ့ပြန်ပတ်ခံရတယ်ပေါ့ဒီနေရာမှာစကားအခြေတင်ပြောတဲ့နေရာမှာမိလိန်နာတဲ့နာဂသေနာတကွက်တာသွားပြီလို့သူတို့ပြောလိုက်တာမလှုပ်နိုင်တော့ဘူးနော်မလှုပ်နိုင်တော့အဲ့ဒီကြတော့မှဏိကုံးချုပ်အနေနဲ့သူကဘာပြောတော့ဆိုဣစရိယံဗန္တေအဘုဒ္ဓံဗန္တေရှင်ဗျာသူကလည်းလူညံ့မဟုတ်ဘူးဒါတွေသူသိတယ်သင်ထားပြီးသားတွေပေါ့နော်အဲ့တော့သင်ထားပြီးသားကိုဖြေနိုင်လားမဖြေနိုင်လားသူကပိဋကတ်သုံးပုံကိုထုံးလို့ချေရေလိုနှောက်ထားတဲ့မှွေထားတဲ့ဒီလိုမိလိန်နာမင်းကြီးကိုအဲ့တော့သူ့ကိုအခုလိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ခြေပနိုင်ကျန်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်သူ့ကြောက်တာလည်းတစ်မျိုးသူ့ပြောတာကတစ်မျိုးဆိုတော့ရှေ့ဘာပြောမှမသိဘူးငုတ်တုတ်ထိုင်ကုန်တာပေါ့အဲ့တော့ရဲရင်ရှင်နာဂသေနာကအသေးစိတ်ရှင်းပြလိုက်တဲ့အခါမှာသူလက်ခံပြီးတော့အရှင်ဘုရားတဲ့အံ့ဩဖွယ်ကောင်းပါပြီတယ်အရှင်ဘုရားရဲ့ဆန်းဆန်းကြဲကြဲရှင်းလင်းပြသမှုတွေကိုတပည့်တော်ကျင့်တတ်ပါတယ်အကယ်၍မြတ်စွာဘုရားသာရှိရင်ရှင်ဘုရားရဲ့အဖြေဆိုချက်တွေကိုဘုရားကသာဓုခေါ်မှာပါတဲ့နော်သာဓုခေါ်မှာပါတပည့်တော်လည်းရှင်ဘုရားရဲ့ဖြေဆိုမှုတွေကိုအလုံးသာဓုခေါ်ပါတယ်လို့ဆိုဒါပထမမေးခွန်းနဲ့အဖြေပညာတိပညာလို့ခေါ်တယ်အမည်နာမနဲ့ပတ်သက်ပြီးတော့စောရကတက်တာတွေကိုဒီပြန်လည်ပြီးတော့ဖြေချတဲ့အဖြေတစ်ခုပဲဖြစ်တယ်အဲ့တော့နောက်ဒုတိယမေကုံးနဲ့အဖြေလေးကလည်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့မိလိန်နာမင်းကြီးကจิตနဲ့သွားပြီးတဲ့အခါမှာစကားပြန်စပြန်ဒီမေကုံးပြီးတော့နောက်ထပ်မေကုံးတစ်ခုကဘာလို့ဆိုခုနကနာမည်မေးလိုက်တာလေနာမည်မေးလိုက်တာနဲ့သူတို့ဟာဇလန်းကရှည်ထွက်သွားတယ်အခုကဘာမေးမှာတော့ယဟန်ဝါမေးမှာအသက်ဘယ်လောက်ရှိဘူးလဲယဟန်သက်ဘယ်လောက်ရှိဘူးလဲမေးပါပေါ့နော်ဂတိဝတ္တောတိတုံဗန္တိနာဂသေနာရှင်နာဂသေနာအရှင်ဘုရားဘဏ္ဍဝါရပြီလဲဘုန်းကြီးဆိုတော့ယဟန်ဖြစ်တာဘယ်နှစ်ရှိပြီလဲဝါဆိုတာဝတ္တဘုန်းကြီးတွေကြတော့မိုးနဲ့တွက်တယ်ဘာဖြစ်လို့မိုးနဲ့တွက်တာဘုန်းကြီးတွေမကဘူးနွားတွေလည်းမိုးနဲ့တွက်တယ်ဘယ်နှမိုးတုံးဆိုတာတော့အလူကြီးဘယ်နှမိုးကြပြီလဲနွားကိုလည်းအဲ့လိုဘုန်းကြီးတွေကြတော့ဘဏ္ဍဝါရပြီလဲဆိုတော့ဝတ္တဘဏ္ဍဝါတွင်ဘယ်နှမိုးလွန်ခဲ့ပြီလဲပြောတဲ့အဓိပ္ပာယ်ပဲဝတ္တဆိုတာမိုးပဲလေအဲ့တော့ဘဏ္ဍဝါရပြီလဲလို့မေးလိုက်တတ္တဝတ္တောဟံမဟာရဇသူဟာ9ဝါရပါပြီတဲ့9ဝါပဲရှိသေးတယ်ဒီပေါ်တော့9ဝါရပါပြီလို့ဆိုတော့သူကဗာပြောတော့ကောတိဗန္တိတတ္တခွန်ဆိုတာဗာပြောတာတော့နော်တွန်းဝါတတ္တခဏနာဝါတတ္တကိုတော်ကခွန်လား
သို့မဟုတ်ခဏန်းကခွန်လားတဲ့ခွန်ဝါရပြီဆိုတော့ခွန်ဆိုတဲ့ခဏန်းလေးဟာကိုတော်လားတဲ့သို့မဟုတ်ခဏန်းလားတဲ့မေးတယ်နော်ကတိကတ္တသူကလောက်တတ်တယ်သူရှုံးသွားတော့မကျေနပ်လို့ကတိကတ္တမေးခွန်းတစ်ခုထပ်ကတ်တယ်နော်တွန်းဝါတတ္တအရှင်ဘုရားပဲခွန်လားတဲ့ခွန်ကဏန်းဆိုတာအရှင်ဘုရားပဲလားသို့မဟုတ်ခဏနာဝါတတ္တခဏန်းကခွန်လားတဲ့ဆိုတော့အဲ့ဒီအချိန်မှာရှင်နာဂသေနာဖြတ်ခနဲ့ကြည့်လိုက်တော့နည်းနည်းဟိုနေရောင်ထဲမှာမြေကြီးပေါ်မှာဘယင်ကြီးထိုင်းနေတဲ့နေရာမှာသူ့ရဲ့အရိပ်ကချမ်းမြေပေါ်မှာရောက်တယ်အရိပ်ထင်နေတယ်အနားနာမှာဒီရေအိုးကြီးကလည်းရှိတယ်အဲ့ဒီရေကွက်ထဲမှာလည်းဘယင်ကြီးအရိပ်ကလေးထင်းနေတယ်ပေါ့အဲ့ဒါလို့ထင်းနေတဲ့အခါကျတော့ဒီရှင်မင်းကြီးတဲ့အရှင်မင်းကြီးရဲ့အရိပ်ဟာဒီကျမ်းပေါ်မှာထင်းနေတယ်တဲ့ကျမ်းပေါ်မှာအရိပ်လေးပေါ်နေတယ်တဲ့အဲ့တော့ကိမ္ပနမဟာရာဇဘယ်လိုလဲတဲ့တွန်ဝါရာဇဆာယဝါရာဇနော်အရှင်မင်းကြီးကမင်းလားတဲ့ဒီအရိပ်ကမင်းလားတော့လည်းပြန်ကတ်တမေးအရှင်မင်းကြီးကမင်းလားတဲ့ဒီအရိပ်ကလေးကမင်းလားတဲ့ဆိုတော့သူကပြောတယ်အဟံဗန္တိရာဇရှင်ဘုရားတပည့်တော်ကမင်းပါတဲ့နာယံဆာယရာဇဒီအရိပ်ကမင်းမဟုတ်ပါဘူးတဲ့ယံပနနေတယဆာယပောတတိမံပနနေတယဆာပေါ့တပည့်တော်ကိုအစွဲပြုတ်ပြီးတော့အရိပ်ထင်တာပါဆိုတော့ဒီတိုင်းပေါ့တဲ့နော်ဒီတိုင်းပေါ့တဲ့ဒီယဟန်ဖြစ်လာတဲ့နှစ်အရေအတွက်ခဏန်းကသာတတ္တပါတဲ့ဘုန်းကြီးကတတ္တမဟုတ်ပါဘူးခုနှစ်ခဏန်းမဟုတ်ပါဘူးတဲ့ဒါပေမဲ့လို့ဘုန်းကြီးကိုအမိပြုပြီးတော့ခွန်ကဏန်းဆိုတာခေါ်တာအရိပ်လူပဲမှတ်ပါလို့ပြောလိုက်တယ်ပြေသွားပြန်တော့သူရှင်းတတ်သွားအဲ့ဒါလို့ကတိကတ္တမေးတတ်တဲ့မိလိန်နာမင်းကြီးနဲ့ဒါဒုတိယမေးခွန်းပဲဖြစ်တယ်ပေါ့ဝတ္တကဏနပညာဆိုတဲ့ဒုတိယမေးခွန်းအဲ့ဒီဒုတိယမေးခွန်းကိုဖြေလိုက်တဲ့အခါမှာလေဘုရင်ကြီးကအလွန်ကျေနပ်သွားတယ်အလွန်ကျေနပ်သွားပြီးတော့ဒီလိုမိလိန်နာနဲ့နာဂသေနာတို့ရဲ့အခြေတင်ပြောဆိုချက်တွေဟာဒီမှတ်သားစရာလည်းကောင်းတယ်တရားဓမ္မရှုထောင့်ကလည်းကြည့်လို့ရတယ်အဝတ္တမစိတ်ဝင်စားစရာကောင်းတဲ့မေခွန်းတွေနောက်ပိုင်းကျတော့ဟိုကတိကတ္တမေးတာတွေလည်းပါတယ်ကတိကတ္တမေးရင်လည်းကတိကတ္တဖြေရတယ်ပေါ့ကြံကြံဖန်ဖန်မေးလို့ဖြေရတာရှိတယ်လေရှေးတုန်းကဆရာတော်ကြီးတစ်ပါးအကြောင်းထဲမှာတပြက်စီလဲနေတဲ့အခါကျတော့အမတ်ကြီးတယောက်ကကြောင်းရောက်လာပြီးတော့ရေကန်ကြီးဘေးနားမှာအရှင်ဘုရားတဲ့ဒီရေကန်ကြီးကဘယ်နဲ့တောင်ရှိတုံးဆိုဆရာတော်ကြီးကပြောတယ်ဟဲ့ငါဘာသိမလဲအရှင်ဘုရားနဲ့နီးလို့များသိမလားလို့မေးတာပါတဲ့ဒါဆိုရင်နေ့နှခမ်းမွေးဘယ်နှပင်ရှိတော့နီးတိုင်းသိရမယ်ဆိုနှခမ်းမွေးဘယ်နှပင်ရှိအဲ့ဒီတည်းနီးအောင်မလားဆိုအဲ့ဒါလို့မိလိန်နာကိုလေဒီလိုမေးခွန်းနဲ့ပြန်ပြီးတော့ဖြေသွားတာမျိုးတွေလည်းပါတယ်ပေါ့နော်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိလိန်နာမင်းနဲ့နာဂသေနရှင်နာဂသေနတို့ရဲ့ဗုဒ္ဓဝါဒရေးရာအခြေတင်ပြောဆိုချက်များဟာစိတ်ဝင်စားစရာကောင်းလို့မိလိန်နာပညာကျမ်းကြီးအနေနဲ့ပါဠိစာပေမှာမှတ်တမ်းတင်ထားတာကိုဒီကနေ့ဒုတိယပိုင်းအနေနဲ့ဟောရခြင်းဖြစ်ပါတယ်အားလုံးတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အသိဉာဏ်တိုးပွားခြင်းဆိုတဲ့အကျိုးတရားဘုရားရဲ့အဆုံးအမတွေကိုရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ခြင်းဆိုတဲ့အကျိုးတရားများရပြီးကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားနိုင်ကြပါစေကုန်သတည်း